ဆရာတို့မင်္ဂလာပါdifferential diagnosis approach လေးနဲ့ present လုပ်ချင်လို့ပါဒီကလေးအရွယ်မှာဒီ blister ဆိုတာကအရေးကြီးဘူးပေါ့နော်အရေးကြီးဘူးနဲ့လာခဲ့မယ်ဆိုလို့ရှိရင် differential အနေနဲ့ဘာတွေစဉ်းစားရမလဲပေါ့နော်အဲ့ဒါလေးကို present လုပ်ချင်လို့ပါနံပါတ်1ကတော့ impetigo ကတော့ bacterial infection မှာဒီ blister နဲ့လာခဲ့လို့ရှိရင်သူ့ကို bullous impetigo လို့ခေါ်လိုက်တယ်တချို့ case တွေကကြတော့တချို့ impetigo က bullous အနေနဲ့မလာဘူးစကတည်းကသူကဒီအနက်ဖေးအနက်ဖက်အနေနဲ့အနက်ဆက်အနေနဲ့လာတာရှိတယ်တချို့အမျိုးအစားကကြတော့ဒီအရေးကြီးဘူးအနေနဲ့လာတယ်ပြီးတော့မှပေါက်သွားတယ်ပေါက်သွားပြီးတော့မှအနက်ဖေးအနက်ဖက်ဖြစ်သွားတယ် crested lesion ဖြစ်သွားပြီးတော့ဒီ honey color ဒီ crested အနေနဲ့ကြံခဲ့တာပေါ့မျက်နှာမှာအဖြစ်များတယ်မျက်နှာတို့ဒီနှာခေါင်းတို့မှာအဖြစ်များတယ်နောက်ပြီးတော့ဒီပါးစပ်နားတဝိုက်တွေပေါ့နော်တချို့လည်းလက်တွေခြေထောက်တွေဖြစ်ပါတယ်သူက treatment response ကကောင်းတယ်treatment ပေးလိုက်ရင်လိမ့်စိတ်ပေးလိုက်တာနဲ့တော်တော်သက်သာတယ်ဒါပေမဲ့များလို့ရှိရင်တော့တောက်ဆေးလေးလိုတာပေါ့နော်နောက်တစ်ခါတော့ autoimmune disease တွေကသူက chronic bullous dermatosis of childhood ဆိုပြီးတော့လဲတချို့စာအုပ်တွေကရေးကြတယ်တချို့ဒီ clinical trial တွေမှာလဲ CBDC ဆိုပြီးတော့သုံးနှုန်းတာတွေလည်းရှိတယ်ခြုံပြီးပြောလိုက်ရင်တော့ autoimmune အုပ်စုတွေရဲ့blister လေးတွေကကြတော့သူကအစုလိုက်လေးလာတာ cluster of blister လေးတွေမျက်နှာတွေ genital လေးတွေမှာတွေ့ရတယ်နောက်တစ်ချက်ကတော့ pediatric dermatitis သူကဖြစ်ကစားဆိုလို့ရှိရင်လေအရေးကြီးဘူးပေါက်တယ်ဒီကလေးတွေညအိတ်တုံးကအကောင်မနက်မိုးလင်းအိပ်ရထားတော့မှအရေးကြီးဘူးပေါက်နေတယ်အဲ့ဒါဆိုလို့ရှိရင် pediatric ဖြစ်တတ်တယ်ပေါ့အရေးကြီးဘူးကသူကသူ့ကြီးပဲလည်းဖြစ်တတ်တယ်လို့ဒီအောက်ကအရေပြားကရဲနေတာ erythema ရဲ့အပေါ်ကမှ blister နဲ့လာတာဒါမျိုးလေးလည်းဖြစ်တတ်တယ် pediatric မှာကြတော့ pediatric ကဘယ်နေရာနေဖြစ်တတ်လဲဆိုတော့မျက်နှာတို့လက်ပင်တို့ပြီးသွားရင်တထောင်စစ်အကွေးနေရာတွေပေါ့တထောင်စစ်အကွေးနေရာတွေမှာဆို kissing lesion လို့ခေါ်တယ်နောက်ဒီနရွက်အနောက်တွေမှာဖြစ်တတ်တယ်နောက်တစ်ခုကတော့ herpes simplex ကဒီနှာခမ်းတောက်လေးတွေမှာဖြစ်တာသူက blister သေးတယ်ဒါပေမဲ့ကိုယ်စီရောက်လာတဲ့အချိန်တော့ပေါက်နေကြပြီဒါပေမဲ့စပြီးတော့present တော့တေးလေးတွေအရေးကြီးဘူးပေါက်တာသူကကြတော့ဒီ angular stomatitis နဲ့မှားတတ်တယ်ဒီနှာခမ်းထောက်မှာဖြစ်တဲ့ candida နဲ့လည်းမှားတတ်တယ်ဒါပေမဲ့သူက blister အသေးလေးနဲ့လာတာနောက်တစ်ခါကတော့ chicken pox ကလေတချို့စချင်းဆိုလို့ရှိရင်အရေးကြီးဘူးအရင်ပေါက်တယ်ပြီးတော့မှဖြားတယ်ပြီးတော့မှတခြား stage တွေလာတာပေါ့ဒီအရေးကြီးဘူးကပေါက်သွားပြီးတော့မှ crested lesion လေးတွေဖြစ်သွားတာတို့ erythema ပုံစံနဲ့လာတာတို့နောက်ရက်တွေကြာလို့ရှိရင်ထွက်လာတာနောက်ရက်တွေကြာလို့ရှိရင်ဒီတခြားနေရာတွေပါထွက်လာတာတို့ဒါမျိုးလေးဖြစ်တတ်တယ်ဒါကတော့ဒီကလေးအရွယ်မှာ blister နဲ့ present လုပ်လို့ရှိရင်စဉ်းစားရမယ် differential diagnosis approach လေးကိုတူနဲ့လို့ရင် present လုပ်သွားတာဖြစ်သွားတယ်အဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်